ဂျပန်စာကရိယာများလေ့လာကြမယ်။ပြန်ပေးသည်ဆိုတဲ့ကရိယာကိုဘယ်လိုပြောမလဲ။返しますမတ်ကေရင်ကြည်ကြည်ပြောသည်စကား返しますပြန်ပေးသည်返しませんပြန်မပေးပါဘူး返しましたပြန်ပေးခဲ့သည်返しませんでしたပြန်မပေးခဲ့ပါဘူးဒီလျှော့ခဲ့အဘိဓမ္မာသုံးရိုးရိုးပြောသည့်စကား返すပြန်ပေးသည်返さないပြန်မပေးပါဘူး返したပြန်ပေးခဲ့သည်返さなかったပြန်မပေးခဲ့ပါဘူးစာကြောင်းလေးတွေရေးကြည့်ကြမယ်今日先生に本を返します友達に借りた鉛筆を返します明日図書券へ本を返します